မင်္ဂလာပါဒီနေ့လဲ business headshot lighting setup လုပ်ရင်းနဲ့နည်းနည်း demonstrate လုပ်သွားမယ်နော်ဒီဘာတွေသုံးလဲဆိုတော့ကြည့်သွားမယ်နောက်ပြီးတစ်ခုချင်းစီပြသွားမှာပေါ့နော်8400 Pro သုံးတယ် Buridix 42 inch Sony brand new A75 နဲ့ရိုက်သွားမယ်ကိုတော့ X3 S Sony version လေးပေါ့လေး Arclight mini က 8200 Pro ရဲ့ Max Sphere ပေါ့နော် EZ-Log 33.4 inch deep parabolic 8300 Pro ဒီ background light ပြီးတာနဲ့ဒီဘက်ကဒီ kicker light or hair light ပေါ့နော်ဒီနှစ်ခုပြီးတာနဲ့ဒီနှစ်ခုကိုသဘောကျပြီဆိုရင် main light ဒီ lighting ကိုစပြီးလုပ်တဲ့နေရာမှာတခုချင်းရဲ့ lighting output power ကိုကြိုက်ပြီးဆိုမှတခုပြီးမှတခုပေါ့နော်လုပ်သွားတဲ့နေဘာလို့ဆို background အရင်လုပ်တယ်နောက်ပြီးဒီနားလေး shine ဖြစ်တဲ့ဟာလေးပေါ့နော်ဒီအတွက်ဒီမှာ kicker အဲ့ဒါကို kicker light ခေါ်တယ် kicker or hair light လို့လည်းခေါ်တယ်ချိန်တယ်ဒီမှာဒီ background နဲ့ kicker light နဲ့အဖြေရဒီမှာရှိတယ်နောက်ပြီး main light ကိုပေးတယ်ဒီမှာ main light ပေးမှဒီပုံထွက်လာတယ်ဒီနေ့ကျွန်တော်ရိုက်ထားတဲ့ပုံက business အတွက်ဆိုတော့သူ real estate agent ပေါ့နော် business အတွက်ဆိုတော့ဒီ background ကိုအဖြူရောင်နဲ့ပဲလှည့်လိုက်တယ်ခုကြည့်ပြီးလို့ကြည့်တင်တယ်နောက်လည်းစိတ်ဝင်စားရင်live and subscribe လုပ်ရင်းနဲ့ share လုပ်ရင်းနဲ့အားပေးတော့ပါဦး thank you bye bye